အဲ့ဒီနတ်သမီးမြောက်တို့ရဲ့အနစ်မှာတဲ့တရုတ်ကနတ်သမီးကပါဠိစကားဖြင့်အရှင်ဘုရားအားပူဇော်မှုပြုပါလိမ့်မယ်အဲ့ဒီကြီးတဲ့နောက်အခါကျတော့တရုတ်ကနတ်သမီးကမြန်မာဂါထာစကားပုဒ်ကလေးတွေနဲ့အရှင်ဘုရားကြီးဂုဏ်တော်တွေချီးကျူးပြီးကြလားပူဇော်ခြင်းပြုလို့အရှင်ရတယ်ပြုပါလိမ့်မယ်ဗျာသာသာကောင်းပြီတဲ့ဆရာတော်ကပြန်နေကြပါတယ်ဘုရားကနာတာဗန်တဲ့ကနိတော်တည်းရဲ့ရှင်ကောဗန်တဲ့အရှင်များတဲ့နားဆင်တော်မူပါတဲ့နားဆင်ရင်ကအလွန်အလိုရှိတော်မူပါကလားဗျာတဲ့ဒီခါမိအလွန်အလိုရှိပါ၏တဲ့ဆရာတော်ကပြန်ပြီးတော့ပြကြပါတယ်အမရိယာဒေဝပုတ္တောဗန္တိပူဇိရာကာရဏံကရောမိသောမကုန္ဒလီအမည်ရှိတဲ့နတ်သားသည်ယခုဆရာတော်ဘုရားအားပူဇော်ခြင်းကိုပြုပါတော့မည်ဗျာတဲ့ဗန္တေရိသနာတာရေဝဗန္တိအရှင်ဘုရားလည်းနားဆင်တော်မူပါရှင်ဗျာတဲ့အတိပသနာတတိနာအရှင်ဘုရားလွန်စွာကြည်သောစိတ်ထားဖြင့်ယခုပူဇော်မှုကိုပြုပါတော့မည်ဗျာတဲ့သေလောကတမရာအဘိသေဝံတိတတောဘေသေလောကဘုံကတာနောဒေဝနာဒေဝတရာနာပန္တိဘောဓိရာကနောကရောမိဗန္တိအရှင်ဘုရားဒီကားလို့ဆိုရင်လောကသုံးပါးရဲ့တရားမင်းတစ်ပွဲဖြစ်တော်မူပါတယ်ဗျာတဲ့ထို့ကြောင့်လောကသုံးပါး၌ရှိကြတဲ့များစွာသောတတ္တဝါအပေါင်းတို့ဒီ၎င်းများစွာသောနတ်သားအပေါင်းတို့ဒီ၎င်းများစွာသောနတ်သမီးအပေါင်းတို့ဒီ၎င်းအရှင်ဘုရားအားပူဇော်ခြင်းပြုသောအမှုကိုပြုကြရပါတယ်ဗျာတဲ့ဗန္တိဘုတေနာအတိပသနာစိတ်တေနာတပတ္တဝဗန္တိဝန္တေတောဝန္တာမိဗန္တိအရှင်ဘုရားတဲ့တတိတော်သည်မြတ်စွာဘုရားရဲ့ကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုသောစိတ်ကိုရှေ့ထားပြီးတကားလားယူရင်းမြတ်နှင့်စခိုးပူဇော်ပါသည်ဗျာဗန္တိဓမေကာတေပသနာတတံတပတောဗန္တိဝန္တတောနာမိဗန္တိအရှင်ဘုရားတဲ့တရားတော်ဤကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုတဲ့စိတ်ကိုရှေ့ထားပြီးတကားလားဒီဉာဏ်နဲ့တည်းတော့စခိုးပါပြီဗျာဗန္တိသမေကတေပသနာတတေနာမေဝန္တတောနာမိဗန္တိအရှင်ဘုရားတဲ့တတိတော်ဒီသံဃာဤကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုသောစိတ်ကိုထားပြီးတကားလားကြည်ညိုဉာဏ်နဲ့စခိုးပါပြီဗျာဗန္တိမေမသပိတောကောနာနာမေအတိပသနာတတေနာဝန္တတောနာမိဗန္တိအရှင်ဘုရားတဲ့တတိတော်ဤမိခင်ဖခင်၏ကျေးဇူးဂုဏ်တို့၌အလွန်ကြည်ညိုသောစိတ်ကိုထားပြီးတကားလားဒီဉာဏ်မျိုးတည်းတော့စခိုးပြီးတော့ပါပြီဗျာဗန္တိဓမ္မရာဇာဗန္တိသေမေတိပသနာတေနာမေဝတ္တဝနာမိဗန္တိတရားမင်းဖြစ်တော်မူသောအရှင်ဘုရားကိုဒီတတိတော်ဒီအလွန်ကြည်ညိုလာသောစိတ်ထားဖြင့်လူကြီးများနှင့်စကုပ်ပူတော်ပါသည်အရှင်ဘုရားတဲ့ဒီသုခိတော်ဟာဒီတော့ဆရာတော်ဘုရားကပြန်ပြီးတော့သူ့သူပြေးပါတယ်ကောင်းလာပါပြီနတ်သားတဲ့ဒီချမ်းသာစွာရှိပါစေတဲ့မေဘုတေနာဝေသပါရိနာဗန္တိမေဓမေသာဝေသပါရိနာဗန္တိမေသမေသာဝေသပါရိနာဗန္တိမေဧမသာပိတောကနာနောမေဝေသပါရိနာဗန္တိအပရိယသာကနာနောမေဝေသပါရိနာဗန္တိအရှင်ဘုရားတဲ့တတိတော်ကြီးရက်စွာဘုရားကြီးကျေးဇူးဂုဏ်၌မတုံမလို့သက်ဝင်လူကြည်သောတရားနဲ့လည်းကြည့်ပါပြီဘုရားတဲ့တရားတော်ကြီးကျေးဇူးဂုဏ်တို့၌မတုံမလို့သက်ဝင်ကြီးတဲ့တရားနဲ့ကြည့်ပါပြီဘုရားတဲ့သံဃာကြီးကျေးဇူးဂုဏ်တို့၌မတုံမလို့သက်ဝင်ကြီးတဲ့တရားတွေနဲ့ကြည့်ပါပြီတဲ့အမိဘတို့ကျေးဇူးဂုဏ်တို့၌မတုံမလို့သက်ဝင်ကြီးတဲ့တရားနဲ့ကြည့်ပါပြီဘုရားတဲ့ဆရာသမားတို့ကျေးဇူးဂုဏ်တို့အပေါ်၌မတုံမလို့သက်ဝင်ကြီးတဲ့တရားနဲ့တပည့်တော်ကြည့်ပါပြီဘုရားတဲ့
င်းကြီးတဲ့ဗရာတရားနဲ့ကြည်စုံပါသည်ဖရာတဲ့နမောတတ္တဝါသာတတနမောတတ္တဗန္ဒေနမောတတ္တဝါသာတတမောတတ္တဗန္ဒေနမောတတ္တဝါသာတတမောတတ္တဗန္ဒေဗုဒ္ဓံကရဏံယဇာမိဗန္ဒေဓမ္မံကရဏံယဇာမိဗန္ဒေသံဃံကရဏံယဇာမိဗန္ဒေဗန္ဒေဗန္ဒေဣတိပိကာန္တာရေသီလကုဏနဝဗန္ဒေဣတိပိကာန္တာရေသမာရိရာကုဏနဝဗန္ဒေဣတိပိကာန္တာရေလက္ခဏကုဏနဝနေတိပသနာကတိနဝတိတတဝကတိနဝဗန္ဒေဝန္တဝဝန္ဒမေဝန္ဒမေဝန္ဒမေဗန္ဒေအရှင်ဘုရားတဲ့တပည့်တော်ကြီးကားလို့ဆိုရင်အရှင်ဘုရားဤဣဇဒတဏံခန္ဓာခြင်းနဲ့ရှင်ကြည်တော်မူသောသီလဂုဏ်ကျေးဇူးတို့ဝေကောင်းနဲ့သမာဓိဂုဏ်ကျေးဇူးတို့ဝေကောင်းလက်ဖိုးလေးကျေးဇူးဂုဏ်တို့ဝေကောင်းအလုံးစုံကြည်လာသောသရာတရားကိုသိထားပြီး၎င်းအလုံးစုံကြည်လာသောစိတ်ကိုသိထားပြီး၎င်းဒီဒီညာမျိုးသုံးကြိမ်တိုင်နေတည်းလို့ဆိုဖို့ပါပြီဗျာသာဓုဗုဒ္ဓနာမောတပိယတာကာညာနာကာနာတတာကေနာကျန်လာရောကာတောတတာကပိသံတတမနာပိကုဏနာဟောတုအရှင်ဘုရားတဲ့မြတ်စွာဘုရားရှင်၏တတိယဉာဏ်ကိုသုံးတရားသောပုဂ္ဂိုလ်ဒီအန္တရာယ်ဖြစ်အောင်မပြုလုပ်နိုင်ရတဲ့လို့ထိုနည်းတူစွာတဲ့အလုံးစုံသောသူတော်ကောင်းတရားကိုကျင့်ပွားတော်မူနေကြဘူးသောယဟန်တော်အရှင်မြတ်တို့အားလိတစုံတယောက်သောပုဂ္ဂိုလ်ဒီအန္တရာယ်ဖြစ်အောင်မပြုနိုင်ပါစေကြ၏ဘုရားတဲ့ဗန္ဒေဗုဒ္ဓနာသပိယတာကာညာနာကာနာတတာစေနာကျန်လာရောကာတောတတာဗန္ဒေဒေဝကရောကာနာမနာမေန္ဒာပိတာရေနိနာပိကောနောတိဗန္အရှင်ဘုရားတဲ့ဘုရားရှင်ကိုယ်တော်မြတ်၏တတိယဉာဏ်တော်ကြီးဒီလိုပြောသောပုဂ္ဂိုလ်သည်အန္တရာယ်ဖြစ်အောင်မပြုနိုင်တဲ့ကိုထိုနည်းတူစွာတဲ့နတ်တို့လောက၏အမိအားဖြင့်မိန္ဒသစ္စာဗေရဏီအမည်ရှိသောအရှင်မြတ်ဘုရားအားဖြစ်ပွားတော်မူနိုင်ပါစေတည်းဘုရားတဲ့သေသုတ္တနာသပိယတာကာညာနာကာနာတတာကေနာကျန်လာရောကာတောတတာကပိသံတတမနာတေဝနာဟောတုအရှင်ဘုရားတဲ့မြတ်စွာဘုရား၏တတိယဉာဏ်ကိုတခုပြောသောပုဂ္ဂိုလ်၏အန္တရာယ်ဖြစ်အောင်မပြုလုပ်နိုင်တဲ့သို့ထိုနည်းတူစွာအလုံးစုံသောသူတော်ကောင်းတရားကိုကျင့်ပွားနေကြကုန်နာပေါင်းတို့အားဖြစ်ပွားတော်မူနိုင်ပါစေတည်းဗန္ဒေဗုဒ္ဓနာသပိတာကာညာနာကာနာတတာကေနာကျန်လာရောကာတောတတာကပိသံသတ္တမနာမလုကာနာဟောတုအရှင်ဘုရားရဲ့ဘုရားရှင်တို့၏တတိယဉာဏ်ကိုအန္တရာယ်ဖြစ်အောင်ဒီလိုပြောသောသူသည်မပြုနိုင်တဲ့သို့ထိုနည်းတူစွာအလုံးစုံသောသူတော်ကောင်းတရားကိုကျင့်ပွားနေကြတဲ့လူပေါင်းများစွာတို့အားဒီဂုဏ်ကျေးဇူးဖြစ်ပွားကြပါစေကုန်သတည်းဗန္ဒေဗုဒ္ဓနာသပိတာကာညာနာကာနာတတာကေနာကျန်လာရောကာတောတတာကပိသံတတနာဟောတုအရှင်ဘုရားရဲ့ဘုရားရှင်၏တတိယဉာဏ်ကိုအန္တရာယ်ဖြစ်အောင်တစုံတယောက်သောသူသည်မပြုနိုင်တဲ့သို့ထိုနည်းတူစွာဒီကျေးဇူးဂုဏ်တို့သည်အလုံးစုံသောတတ္တဝါတို့အားဖြစ်ပွားနိုင်ပါစေတည်းဘုရားဗန္ဒေသီလကုဏတေဇာနဝဗန္ဒေသမာရိရာကုဏတေဇာနဝဗန္ဒေမသဗ္ဗကုဏတေဇာနဝဗန္ဒေသပေသောသီလောကသတ္တရဏံဗန္